မင်္ဂလာပါရှင် The Health Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့မျက်နှာအလှကိုအကြီးမားဆုံးထိခိုက်စေတဲ့မျက်ကွင်းညိုခြင်းနဲ့အရေးအကြောင်းတွေအကြောင်းကိုဘယ်လိုဖြေပြရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မျက်လုံးအောက်အရေးပြားဟာပါးလွာလို့စိတ်ဖိစီးမှုနဲ့အေးအေးပြတ်တာကိုအများဆုံးဖော်ပြပါတယ်မျက်ကွင်းညိုရခြင်းရဲ့အဓိကအကြောင်းရင်းနှစ်ခုကအေးအေးမဝခြင်းနဲ့စိတ်ဖိစီးမှုပါပဲဒါတွေကိုပြေပြဖို့အတွက်အိပ်ဆက်ချိန်ပြည့်မီပါစေရန်ညစဉ်9နာရီမှ10နာရီအထိပြည့်အောင်အိပ်ပါအေးကပ်ပါမျက်ကွင်းညိုတာသို့မဟုတ်မျက်လုံးအိပ်မို့နေပါကလက်ဖက်ချောင်းအိပ်အေးဒါမှမဟုတ်တန့်ရှင်းတဲ့ဇွန်းအိပ်ကိုခဏတာကပ်ပေးခြင်းဖြင့်သွေးလည်ပတ်မှုကိုမြင့်တင်ပေးပါညပိုင်းမှာစားတတ်တဲ့ဆိုဒီယမ်များတဲ့အစားအစာတွေဥပမာတရေစာတို့များစားခြင်းကိုရှောင်ပါဒါတွေကမျက်လုံးတစ်ဝက်ကိုရောင်ရမ်းဖောင်းပွားစေပါတယ်အဲ့ခါနီ TV ဖုန်းစတဲ့အပြာရောင်အလင်းတွေကိုအချိန်ကြာကြာကြည့်ခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ပေးပါမျက်လုံးတစ်ဝက်အရေးအကြောင်းဖြစ်ပေါ်မှုကိုကာကွယ်ခြင်းဖြင့်နုပြိုမှုကိုထိန်းသိမ်းနိုင်ပါတယ်နေရောင်ကလိမ့်ပါနေရောင်ခြည်ကအရေးအကြောင်းဖြစ်စေတဲ့အဓိကအကြောင်းရင်းပါစမ်းကရင်ကိုမျက်လုံးတစ်ဝက်ပါပါလိမ့်ပေးပါနေရောင်ပြင်းရင်နေကာမျက်မှန်တက်စင်ပါဗီတာမင် C ဒါမှမဟုတ် hyaluronic acid ပါတဲ့ eye cream ကိုတေချာဂရုတစိုက်လိမ့်မိပါမျက်လုံးကိုမကြာခဏပုတ်တာဆွဲဆန့်တာမျိုးလုံးဝမလုပ်ပါနဲ့ဒါတွေကအရေးပြားကိုဒဏ်ဖြစ်စေပြီးအရေးအကြောင်းတွေမြန်မြန်ထွက်စေပါတယ်ကဲနုပြိုခြင်းရဲ့လျှို့ဝှက်ချက်ဟာလှပတဲ့အပြင်းပန်းထိမ့်သိမ့်မှုနဲ့ကျန်းမာတဲ့အတွင်းပိုင်းအလေးကျင့်ကောင်းများပေါင်းစပ်မှုအပေါ်မှာမူတည်နေပါတယ်ဒီနေ့ပြောပြခဲ့တဲ့လွယ်ကူတဲ့နည်းလမ်းလေးတွေကိုလိုက်နာရင်းနဲ့လမ်းဆန်းတဲ့မျက်နှာနဲ့ကျန်းမာမှုကိုပိုင်ဆိုင်နိုင်ကြပါစေရှင်